မင်းကိုရွေးချယ်စရာတစ်ခုပေးမယ်မင်းရဲ့အသားနဲ့သွေးကိုမိဖို့အကြောနဲ့အယိုးကိုထင်းပြီးတော့မင်းရဲ့ဝိညာဉ်ကိုအစာဖြစ်သုံးပြီးဒီအဂရီရဲ့ရှုပ်ထွေးလာတဲ့စစ်ဖျားခန္ဓာကိုပြုစုပေးဖို့မင်းရဲ့ဒေခါနီးသက်ကိုပေးဆက်လိုက်ပါဂျိုဝမ်မင်းတို့အားလုံးဖုံမှုလိုဖြစ်သွားစေရမယ်သဘောတူတယ်သဘောတူလား9ရက်ကကျွန်တော်မိသားစုစီကတရင်ရတယ်တီယန်ရွံမျိုးကကျွန်တော်ယုံမိသားစုဟာကျောင်းနဲ့တခြားမိသားစုတွေရဲ့တိုက်ခိုက်ခြင်းကိုခံနေရတဲ့မျိုးနွယ်စုကာကွယ်ရေးအစီအရင်ကအများဆုံးငကိုတဝက်လောက်ပဲခံနိုင်တော့မယ်မိသားစုအချက်တဲကိုဖြည့်ရှင်းဖို့ကျွန်တော်ပြင်မကုန်းကဒီကွန်ဂျိုဝမ်စီအကူအညီတောင်းခဲ့ပေမဲ့သူလိုချင်တာကိုမပေးနိုင်လို့ညှင်းပယ်ခံခဲ့ရတယ်တခြားရွေးချယ်စရာမရှိတော့လို့သူ့အကူအညီရမလားဆိုပြီးကျွန်တော်မှာဓာယိုရှိတဲ့ရှုပ်ဝက်ချက်ကိုပြောပြခဲ့မိတယ်ဂျီယန်ချောင်းဟန်ဂျိုဝမ်မင်းတို့ငါ့ကိုကြောကိုင်းသွားခဲ့ကြတယ်အခွင့်ရေးတာရရင်ငါလျုံယုံဟာမင်းတို့လိုလူယုံမာတွေကိုတွေးကြွေးဆက်ခိုင်းမယ်မင်းကိုရွေးချယ်စရာတစ်ခုပေးမယ်မင်းရဲ့ခန္ဓာကိုယ်ကိုမိဖို့ဖြစ်မင်းရဲ့အသက်ကိုလောင်ကျွမ်းစေရင်ဒီဂရီရဲ့ရှုပ်ထွေးလာတဲ့စစ်ဖျားခန္ဓာကိုပြုစုဖို့ကူညီပေးပါမင်းဆန္ဒရှိလားခင်ဗျားအတွက်လားရှာစရာမလိုဘူးငါကမင်းတွင်းထဲမှာရှိတယ်ဒီဂရီကဘယ်သူမလဲဆိုတာအရေးမကြီးဘူးအရေးကြီးတာကမင်းဆန္ဒရှိလားအခုနကခင်ဗျားပြောတဲ့စစ်ဖျားခန္ဓာကကျွန်တော်ကိုတကယ်ပဲမရှုံးနေတဲ့သူဖြစ်စေမှာလားတဘာဝပေါ်ရှုပ်ထွေးလာတဲ့စစ်ဖျားခန္ဓာဟာခေတ်ဆက်ဆက်ရဲ့နံပါတ်1တိုက်ပွဲဝင်ခန္ဓာကိုယ်ပဲအခုမင်းဒေခါနီးဖြစ်နေရင်တော့ဒီခန္ဓာကိုယ်အပြည့်အဝဖြစ်တည်လာရင်မင်းရဲ့လက်ဖြားလေးလှုပ်ယုံတဲ့ကောင်းကင်ကိုတုံလို့စေနိုင်တဲ့တီယန်ရွံခေါင်းလောက်ကတော့ဖုံမှုလေးလိုဖြစ်သွားမှာပေါ့ခင်ဗျားကတကယ်ပဲပါလေငါကလူမျိုးအလုံးကိုအုပ်စိုးတဲ့ဧကရီမင်းသမီးတစ်ပါးပဲမင်းကငါရဲ့ပထမဆုံးသောပူဇော်ရာဖြစ်လာလိမ့်မယ်အဲ့တော့ဈေးကကျွန်တော်အသက်ပေါ့ဟုတ်တယ်ဒါကမင်းရဲ့ဇီဝစွမ်းအင်အသက်တက်တဲ့ဝိညာဉ်တွေကိုဒီခန္ဓာကိုယ်ကငါပိုင်ဆိုင်မှုအဖြစ်လုံးဝဖြစ်လာတဲ့အထိစုပ်ယူသွားလိမ့်မယ်စစ်ဖျားခန္ဓာပြည့်စုံတဲ့နေ့မှာတော့မင်းကိုလုံးဝမကုန်ခန်းစေနိုင်ဘူးဆိုမှပေါ့ဒါပေမဲ့ဒါကကောင်းကင်ကိုတက်တာထက်ပိုခက်တယ်မင်းစဉ်းစားတော့မစဉ်းစားပါနဲ့အမုန်းတရားတွေနဲ့ရင်ဆိုင်ရချိန်မှာတစ်စက္ကန့်လေးတောင်တိုးဆုံနေတာကစစ်ဖျားခန္ဓာကိုစော်ကားရရောက်တဲ့ဧကရီမင်းသမီးစစ်ဖျားခန္ဓာဈေးပေးဆက်တာငါလက်စားချနိုင်ပြီးမိသားစုကိုကယ်နိုင်မယ်ဆိုရင်ဘာမဆိုလုပ်မယ်ကောင်းပြီငါလက်ခံတယ်ရွေးချယ်မှုကောင်းတယ်ဒါကစစ်ဖျားခန္ဓာပဲထာဝရကာလမှာအတ္တမဆုံးခန္ဓာကိုနမီနဲ့လိုက်အောင်တကယ်စွမ်းတာပဲငါရဲ့ပျက်စီးနေတဲ့ကျင့်စဉ်တွေချက်ချင်းပြန်ကောင်းလာပြီးဝိညာဉ်စွမ်းအင်ဆုပ်ယူတဲ့နှုန်းကလည်းအရင်ကထက်30ဆပုံမြန်နေတဲ့ဝိညာဉ်စုစည်းမှုအဆင့်ငါစင့်ထိ30တိုးတက်သွားတယ်။ကောင်လေးမင်းရဲ့လက်ရှိကျင့်စဉ်ကစစ်ဖျားခန္ဓာကိုအများဆုံး2ရက်ပဲထောက်ပံ့နိုင်မယ်။ဒီမှာဝိညာဉ်စွမ်းအင်ကနေတဲ့အချိန်နဲ့ပြန်ရလိမ့်မယ်2ရက်အတွင်းဝိညာဉ်စစ်တီစင့်ကိုမရောက်နိုင်ဘူးဒီနေရာကနေမြင်မြန်ထွက်ပြီး